ဘောဆိုတာခတ်လိုက်ကြတော့လေကိုယ်တိုင်ထမရတာမျိုးပါသူများကူညီဆိုတာလေစင်းတွေလိုပါပဲလုံးကြရဲဘဝတွေ့မိတိုင်းရင်နာတယ်လူတကာရဲ့နေကြခေါင်းဝေါ်ကိုကြိုးစားခဲ့လဲကြတဲ့ချိန်တိုင်းဆွဲထူမဲ့လက်ကိုမျောလိမ့်မည်ဒါပဲလေဘယ်သူစီကမှအကူညီမရခဲ့ဘူး